အဲ့မှာစကေးတွေအရန်ကောင်းနေအဲ့ pro လိုက်ကမရသေးဘူးအဲ့မှာစကေးတွေအရန်ကောင်းနေမရသေးဘူး pro player လိုက်ကိုဝင်မဲညီကိုအားဒီစကားတစ်ခုမှကျွန်တော်ပြောပါ pro player လိုက်ကိုသွားမဲ့ညီကိုတွေအကုန်လုံးကဒီစကားတစ်ခုအမြဲမှတ်တာအဲ့ဒါဘာစကားလဲဆိုတော့စိတ်တက်ကိုယဉ်ကျေးတာတကယ်စိတ်တက်ပါစိတ်တက်ကိုသူကကြည့်တယ်မင်းဘလောက်စကေးကောင်းနေမင်းဘလောက်တော်လဲသူကမကြည့်ဘူးဒီကအဲ့တော့ထားမကြည့်ဘူးမင်းဘလောက်ဒီလေးမလားဟုတ်လားပေါ့စိတ်သဘောထားကောင်းတယ်ဟုတ်လားပေါ့အသိနဲ့ဟုတ်လားပေါ့အဓိကဟုတ်လားပေါ့ဒီအသိကဒီ player တွေကစကေးကောင်းတာအဓိကထားမကြည့်ဘူးစိတ်တက်ကိုယဉ်ကျေးတယ်စိတ်တက်ကောင်းမှနောက်ထပ်သွားမှာမင်းစိတ်တက်ကောင်းတယ်ဒီလိုကြောက်စိတ်တက်ကောင်းတယ်ဒီလိုကကောင်းတယ် respect ပေးလဲပေးတယ်မဟုတ်လား respect လဲပေးတယ်ဒီလိုကပေါ်ရတယ်အဲ့ဒီမှာသူစကေးကိုကောင်းနေတဲ့စကေးပါထပ်ပြီးကောင်းတယ်လို့ပြောအတွေ့အကြုံတွေလည်းအများကြီးရပါတယ်အဲ့ဒီကူကဒီက pro player လိုက်ကိုသွားမယ်ဒီကိုတွေကပထမဆုံးချက်ကစိတ်တက်ကိုယဉ်ပြအောင်ပါပြီးတော့ဒီ all chat တွေမှာညာမဆဲပါဒါတော့ခဏခဏပြရအောင်ပီကား live မှာသွားဆိုတယ်ပီကားလို့လည်းဆဲ pro player တော်တော်ဒါပီကားကကျွန်တော်လည်းအရန်ခင်လို့တော့နာမည်ထည့်ပြပါတခြားတွင်မှလည်းရှိပါတယ်အဲ့လိုပဲသူ live တစ်ခါကျ live လို့လေ all chat နဲ့လက်လန်ဆဲရအောင်ဒီလိုမကောင်းပါဘူးအဲ့လိုပေါ့ live လို့လည်းဆိုရပဲစိတ်ကောင်းလို့ဒီမှာပြီးတော့အဲ့လိုပဲပြန်ပေါ်မှာအဲ့ကစိတ်တက်ပဲစကေးတွေဘယ်လောက်ကောင်းမလဲအဲ့ pro player တယောက်ကို over ကင်းနိုင်သွားတော့မှာဒါမရဘူးခေါ်သူဘယ်လောက်ကောင်းသူနိုင်တယ်ပေါ့ဘယ်လောက်ချပြမရဘူးဒီ pro player တက်ကိုကျွန်တော်တို့ဘယ်လိုနိုင်ခဲ့တာလဲဘယ်လိုပြပြချပြလို့မရဘူးတော့ပြောလို့မရဘူးဟိုနဲ့တခုံးပဲလေဟိုနဲ့ကျွန်တော်ဆဲနေတာမမရရင်ကျွန်တော်ဆဲ